မကောင်းမှုမှစိတ်ကိုတားမြစ်ရမည်ဒီစကားကမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့စကားပါပါစိတ်တံနိဝရယေမဆွေများအားလုံးမင်္ဂလာပါပါပါမကောင်းမှုမှစိတ်တံစိတ်ကိုနိဝရယေတားမြစ်ရမယ်ဆိုလိုတာကမကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်သို့မဟုတ်ကိုယ်စိတ်ကိုမကောင်းတဲ့သဘာဝတရားတွေနဲ့မပေါင်းမိအောင်တားမြစ်ရအဲ့ဒီလိုတားမြစ်နိုင်တဲ့ပုဂ္ဂိုလ်မှချမ်းသာဒုက္ခအပြည့်အဝရှိတဲ့နိဗ္ဗာန်ကိုရရှိနိုင်တာဖြစ်တယ်ဒါပြောမယ်ဆိုရင်ဘုရားဘာသာတို့ရဲ့ကျင့်ထုံးတစ်ခုပဲဘုရားဘာသာဝင်သူတော်စင်တိုင်းဟာဘာအလုပ်ကိုလုပ်ရတယ်လဲလို့မကောင်းမှုမှစိတ်ကိုတားမြစ်တဲ့အလုပ်ကိုလုပ်လုံးဝတားမြစ်နိုင်ပြီဆိုရင်ယဟန္တာဖြစ်သွားပြီအချို့ဝက်တားမြစ်နိုင်လာတယ်ထိမ့်လိုက်လာတယ်ဆိုရင်ပုထုဇဉ်ကလျာဏပုထုဇဉ်အမြင်မှားမှုနဲ့တန်တရားလို့ဆိုရဲမကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်တားနိုင်ပြီဆိုရင်သောတာပန်အဆင့်ရာဂဒေါသမောဟတွေနည်းသွားပြီဆိုရင်သဂရကအဆင့်ကာမရာဂတွေဖြာပါရတွေလုံးဝရှင်းသွားပြီရှင်းအောင်တားမြစ်လိုက်နိုင်ပြီဆိုလို့ရှိရင်အနာဂတ်ပုဂ္ဂိုလ်အဆင့်အကုသိုလ်အားလုံးကနေပြီးစိတ်ကိုတားမြစ်လိုက်လို့လုံးဝအကုသိုလ်ကင်းစင်တဲ့စိတ်ဓာတ်ရရှိသွားပြီဆိုရင်ဒါယဟန္တာပဲပေါ့စိတ်တားမြစ်တဲ့အလုပ်ဒါမို့မြတ်စွာဘုရားရဲ့ဆုံးမစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဖြစ်တယ်စိတ်တန်ရှင်းမှလူတွေတန်ရှင်းနိုင်တယ်စိတ်တန်ရှင်းဖို့ရအရေးကြီးတယ်ရုပ်ခန္ဓာကိုယ်မြင်မြပင်တန်ရှင်းတော့လဲစိတ်မတန်ရှင်းမှုဆိုလို့ရှိရင်ဆင်းရဲဒုက္ခတွေရောက်မှာပဲဒါကြောင့်မို့ဘုရားဘာသာကျင့်စဉ်ဟာဘာလို့ရတာတော့ဆိုစိတ်တန်ရှင်းမှုကျင့်စိတ်တန်ရှင်းမှုကိုဘာနဲ့စထိန်ရတော့လို့ဆိုသီလနဲ့စထိန်တာသီလကကာယကံနဲ့ဝစီကံကိုထိန်တာအဲ့တော့ဘယ်စိတ်ကိုထိန်တာတော့လို့ဆိုကာယကံမြောက်လွန်ကျူးတာကိုမလွန်ကျူးအောင်ဝစီကံမြောက်ပြောဆိုလွန်ကျူးမှုတွေမဖြစ်အောင်အဲ့ဒီကာယကံမြောက်သွားအောင်ဝစီကံမြောက်သွားအောင်စွမ်းအားတွန်းအားပေးတဲ့စိတ်တွေကိုထိမ့်ပလိုက်တာတကယ်ပြောတော့သီလဆိုတာကာယကံဝစီကံကိုထိန်းတယ်လို့ဆိုတော်လဲပဲအဓိကကြတဲ့ကာယကံမှုထီအောင်ရောက်မသွားအောင်ဝစီကံမှုထီအောင်ရောက်မသွားအောင်ဘယ်သူကိုထိန်းတာတော့ဆိုစိတ်ကိုထိန်းတာပဲတကယ်အကယ်၍စိတ်ကိုမထိန်းဘူးဆိုရင်ကာယကံလည်းလွန်ကျူးမှုဖြစ်သွားမှာပဲဝစီကံလွန်ကျူးမှုတွေလည်းဖြစ်သွားမှာစိတ်ထဲမှာအရင်ဖြစ်လာတခုလှုပ်တော့မယ်ဆိုရင်စိတ်ထဲကဥပမာမယ်နှုတ်နဲ့တခုခုမာရွက်နဲ့အလုပ်တစ်ခုလုပ်တော့မယ်ဥပမာမယ်လိန်ပြောတော့မယ်ဆိုရင်လိန်ပြောခြင်းနဲ့စိတ်ကအရင်ပေါ်လာလိန်ပြောခြင်းနဲ့စိတ်ကလိန်ဖို့အကြောင်းအရာတစ်ခုကိုစဉ်းစားလာအဲ့ဒီစဉ်းစားလာတာကိုထိမ့်ဖို့လိုတယ်ပေါ့မလိန်မိအောင်ထိမ့်ရဒီလိုဆိုလိုတာပေါ့အဲ့တော့လိန်ပြောခြင်းနဲ့စိတ်လေးကိုထိမ့်လိုက်လို့ရှိရင်ဝစီကံမြောက်လိန်မိခြင်းဆိုတာမရှိတော့တူတဲ့တူခင်မင်းနေတာကိုချားဝင်ပြီးတော့ကွဲသွားအောင်ခုံးတိုက်တာမျိုးလှုပ်ချင်တဲ့စိတ်ကအရင်ပေါ်လာအဲ့ဒီလှုပ်ချင်တဲ့စိတ်ကိုထိမ့်ပေးလိုက်တဲ့အခါကျတော့မလှုပ်ဖြစ်တော့လူတယောက်ကိုဆဲချင်တဲ့စိတ်အရင်ပေါ်လာတယ်ဘယ်ပုံပဲနည်းဆဲမယ်ဆိုတာဆဲတဲ့စကားလုံးရွေးချယ်တဲ့စိတ်ကအရင်ပေါ်လာအဲ့ဒါမဆဲမိအောင်ထိမ့်လိုက်တယ်ထို့တူပဲအကျိုးမရှိတဲ့စကားတွေကိုပြောမယ်လို့စိတ်ကူးနေတယ်ကြံစည်နေတယ်အဲ့ဒီကြံစည်တဲ့စိတ်ကိုမပြောမိအောင်ထိမ့်လိုက်တယ်ဟောစိတ်ကိုထိမ့်လိုက်ခြင်းအပြင်ပြောဆိုခြင်းဆိုတဲ့တမ္ဖပလပအဲ့ဒီစကားရှောင်ကျဉ်မိတာဖြစ်သွားသမ္မာဝါစာဆိုတဲ့ရှောင်ကျဉ်မှုတစ်ခုဖြစ်ပေါ်ထို့တူပဲကာယကံမြောက်သူတော်အသက်ကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ကာယကံမြောက်လွန်ကျူးတော့မယ်လို့စိတ်က
အရင်ဖြစ်လာတဲ့စိတ်ကိုထိန်းလိုက်တာနဲ့တပြိုင်နက်ပါဏာတိပါဒအမှုမလွန်ကျူးတော့ဘူးသူများပစ္စည်းကိုရယူမယ်ဆိုတဲ့စိတ်ကလေးကအရင်ပေါ်လာတယ်အဲဒီပေါ်လာတဲ့စိတ်ကလေးကိုထိန်းလိုက်တော့အဖြစ်သူများပစ္စည်းကိုရယူခြင်းဆိုမှဖြစ်တော့ကာမေတုမိစ္ဆာစာရကာမကိစ္စနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဖို့စိတ်ကူးကြံစည်မှုတွေပေါ်လာတဲ့အချိန်မှာထိန်းလိုက်တာနဲ့တပြိုင်နက်ကာမေတုမိစ္ဆာစာရဆိုတာဖြစ်မလာတော့ဘူးအဲ့ဒါသမ္မန်ကမ္မန္တဂါထုစရိုက်တွေကနေထိန်းလိုက်တာမင်္ဂနဲ့လောရတစ်ခုရရှိလာခဲ့တယ်ပေါ့အဲ့တော့စိတ်ထိမ့်မှုစိတ်ကနေဖမ်းပြီးတော့ထိမ့်မှကာယကံကိုလည်းထိမ့်ပြီးသားရောက်တယ်ဝစီကံကိုလည်းထိမ့်ပြီးသားဖြစ်တယ်ပေါ့အကယ်၍စိတ်မထိုင်ဘူးဆိုရင်ဖြစ်တယ်မို့လားလောကလူတွေစိတ်လိုက်မှန်ပါပြောလိုက်မိတယ်စိတ်လိုက်မှန်ပါလှုပ်လိုက်မိတယ်အခုကိစ္စပိုဆိုးသေးတယ်နော်အယက်ဒေစာတွေတောက်စားလို့ကိုယ်စိတ်ကိုမထိန်နိုင်သည့်အခါလူသားမှုလည်းကျူးလွန်လိုက်တာပဲတခြားကိစ္စတွေလည်းကျူးလွန်မှုတွေနောက်ဆုံးမှာကိုယ်အမေအဖေတောင်ပြန်တတ်မိတယ်ဆိုတဲ့အနေအထားမျိုးတွေထီအောင်ရောက်အဲ့ဒါစိတ်ကိုမထိန်နိုင်တဲ့သဘောပဲစိတ်ကိုထိန်နိုင်အောင်ကြိုးစားရမယ်မြတ်စွာဘုရားကပါပံစိတ်တံနိဝါရီဆိုတာမရရအောင်တားမြစ်မကောင်းတဲ့ဘက်ကိုမသွားစေနဲ့စိတ်မကူးမိစေနဲ့စိတ်ကူးလာရင်ဖမ်းထိန်စိတ်ကူးတဲ့အဆင့်မှာပဲနိုင်အောင်ပြိဥဒါကြောင့်မို့စာပေကျမ်းဂန်မှာဆိုထားတယ်စိတ်ဆင်ရိုင်းကိုတတိပညာတည်းဟူသောချွန်းနဲ့အုပ်ရမယ်လို့ဆိုစိတ်ဟာဆင်ရိုင်းနဲ့အလားတန်တူတယ်ပေါ့မုံရိုးလာပြီဆိုရင်ဆင်တကောင်ဟာဘာမဆိုလုံနိုင်ခါတိုင်းမိမိနဲ့အစဉ်ပြေးနေတဲ့ဆင်ဥသီကိုတားရမလားတခြားအရာတွေဖြည့်ဆည်းရမလားမုံရိုးလာတဲ့ဆင်တကောင်ဟာဘာမဆိုအကုန်လုံးအသက်ဆွန့်ပြီးတော့လှုပ်လာအဲ့ဒီလိုရိုင်းပြလာတဲ့ဆင်ကိုချွန်းနဲ့အုပ်ရတယ်ဟောတကယ်ကိုအလွန်နာတဲ့နရွက်နာအတွင်းနာကချွန်းနဲ့ချိတ်ပြီးတော့ဆွဲလိုက်ရင်ဘလောက်ပဲရိုင်းတဲ့ဆင်ကြီးဖြစ်ဖြစ်ကျူပါအောင်អော်တော့တာပဲချွန်းနဲ့အုပ်လိုက်ပြီဆိုရင်အဲ့ဒီဆင်ဟာနာလုံးမကနာသည့်အတွက်ကြောင့်စိတ်ရိုင်းနေထိမ့်ပြီးသားဖြစ်သွားအဲ့ဒါလိုပဲလူကိုယ့်ရဲ့စိတ်ရိုင်းကိုထိမ့်ညင်ပြီဆိုလို့ရှိရင်တတိတို့ပညာချွန်းတို့နဲ့အုပ်ပေးရမယ်ဆင်ញင်တုံတရားထားရမယ်ဩငါဒီစကားပြောလိုက်လို့ရှိရင်အကျိုးမဲ့ဖြစ်သွားလိမ့်မယ်တစ်ဖက်သားထိခိုက်သွားလိမ့်မယ်ငါ့ကိုထိခိုက်လိမ့်မယ်ဆိုပြီးပြောဆိုကိုထိမ့်လိုက်တယ်ဒီလှုပ်လိုက်လို့ရှိရင်တစ်ဖက်သားနစ်နာသွားမယ်ငါလည်းနစ်နာသွားမယ်အကုသိုလ်တွေလည်းဖြစ်လာမယ်ဆိုဟောစိတ်ကူးတဲ့ကြံစီမှုအရင်ထိမ့်လိုက်တယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားပါမကောင်းတဲ့အတွေးတွေမကောင်းတဲ့အရာတွေကနေပြီးတော့စိတ်တန်စိတ်ကိုနိဝရဏမရရအောင်ဟန်တားရမယ်တားမြစ်ရမယ်သူတို့ဆိုတာစိတ်ကိုလွတ်မထားရဘူးထိမ့်သိမ့်ဆော့ရှော့ရမယ်စိတ်ကိုစိတ်တိုင်းထားဆိုလို့ရှိရင်တော့လွယ်မှားမှုတွေအများကြီးဖြစ်သွားမှာပဲအဲ့တော့စိတ်ဆိုတာကိုစိတ်အတိုင်းမထားနဲ့ထိမ့်ချုပ်ပေးရအဲ့တော့ထိမ့်ချုပ်ဆိုတာဘယ်လိုနေရာကိုထိမ့်ချုပ်ရမှာတော့လို့ဆိုတန်ရုပ်ပါဠိတော်မှာမနောနိဝရဏတုတ်ဆိုတာခွဲခြားပြီးတော့မှတ်သားဖို့အခုမြတ်စွာဘုရားဟောထားတဲ့ပါစိတ်တံနိဝရဏစိတ်ကိုတားရမှာမကောင်းမှုအကုသိုလ်ကသာတားရမှာကုသိုလ်ကောင်းမှုဘက်ကမတားရလွတ်ပေးရကောင်းတဲ့အတွေးတွေတွေးမိရင်လွတ်ပေးနော်မတားရဘူးအဲ့ဒါကြဒါနကောင်းမှုပြုခြင်းနဲ့သီလဆောက်တည်ခြင်းနဲ့ကမ္မထာဝရဏပွားဖြစ်အောင်အဲ့ဒီအတွေးတွေကိုမတားရဘူးလို့ဆိုလိုတယ်ကောင်းတဲ့ကုသိုလ်လုပ်ဖို့စိတ်ကူးတာတွေကိုမတားရဘူးဒါကြောင့်မို့လို့တန်ရုပ်ပါဠိတော်မှာရှိတဲ့မနောနိဝရဏသုတ်တံမှာဟောထားတာရှိတယ်နသဗ္ဗတောမနောနိဝရယေအရာခသိမ်းမှစိတ်ကိုမတားရဘူးတဲ့နော်အကောင်းဆုံးခွဲပြီးတော့အဆိုးကသာတားအကောင်းမဲ့သွားတဲ့စိတ်ကိုတားเสียမလို့ဒီလိုဆိုလို့စိတ်ဟာလမ်းနဲ့သွဲ
အာယုံနှမျိုးဘက်ကိုသွားနေတာနော်ကောင်းတဲ့ဘက်ကိုသွားတဲ့စိတ်ရှိတယ်မကောင်းတဲ့အာယုံဘက်ကိုသွားတဲ့စိတ်မကောင်းတဲ့အာယုံတွေကိုဘက်သွားလို့ရှိရင်တော့တားရဒါမို့နသဗ္ဗတောမနောနိဝါသဗ္ဗတောအရာခတ်သိမ်းမှမနောစိတ်ကိုနနိဝါရေမတားရဘူးလို့သူတို့ဆိုနမနောတန်တတ္တမာဂတံတန်တတ္တံဆောင်းစည်းတဲ့အဖြစ်သို့အာဂတံရောက်သွားတဲ့မနောစိတ်ကိုလည်းပဲနနိဝရေမတားမြဲရဘူးစိတ်လေးကချုပ်တီးပြီးအာယုတစ်ခုထဲမှာတည်မြဲနေအောင်ဥမာပဲထွက်လေဝင်လေလေးမှတ်နေတဲ့စိတ်ဖရာကုံလေးအာယုပြုပြီးတော့နေတဲ့စိတ်မေတ္တာကမ္မထံပွားနေတဲ့စိတ်ကလေးအဲ့ဒီစိတ်လေးသွားမတားနဲ့နော်တာယတတ္တမကောင်းမှုအဟုသို့ကစောင့်စည်းနေတဲ့စိတ်ကလေးကိုမတားနဲ့တို့ဆိုလို့တယ်အဲ့ဒီစိတ်မျိုးကြတော့လွတ်ပေးထားကောင်းတဲ့ဘက်သွားနေတာဒါသဘာဝပဲလေကိုသားသမီးတွေကြည့်ပါလားလူတော်လူကောင်းလေးတွေနဲ့ပေါင်းတဲ့အခါဟောကြည့်နေလိုက်ကြတကယ်ချင်းပေါင်းနေအတော့စားနဲ့အကစားများတဲ့လူတွေနဲ့ကြာမင်းကြည့်ပေါင်းဟုတ်လားထိတ်ရတယ်ဟောဘုရားကြောင်းကန်သွားတဲ့အခါကျတော့ကလေးတွေဘုန်းကြီးကြောင်းသွားမယ်ဆိုသွားပါစီဟောအရက်ဆိုင်သွားမယ်ဆိုရင်တော့ထိတ်ရလိမ့်မယ်ဒီလိုပေါ့နော်ဆိုမကောင်းတဲ့ပဲသွားမယ်ဆိုရင်ထိမ့်ပြရအဲ့ဒီလိုပဲနသဗ္ဗတောမနောနိဝါရေနမနောတန်တတ္တမာဂတံစိတ်ကိုအလုံးကနေတားမြစ်ဖို့မလိုဘူးတဲ့စောင့်စည်းထားတဲ့စိတ်ကလေးစောင့်စည်းမှုကိုရရှိနေတဲ့စိတ်ကလေးတစ်ခုကိုလေတားမြစ်ဖို့မလိုဘူးတဲ့ဘယ်လိုစိတ်ကိုတားရမလဲယတောသပပကံတတောမနောနိဝါရေမကောင်းတဲ့ဟာတွေကအလွန်များတယ်မကောင်းတဲ့ဘက်ကိုသွားနေတဲ့စိတ်ကိုတော့တားမြစ်ပါဘယ်သွားမကောင်းတာတွေသွားရင်တော့တားပါလို့ဒီလိုဆိုလို့မကောင်းတဲ့အာယုန်တွေဘက်ကိုသွားနေပြီဆိုရင်အဲ့ဒီစိတ်ကိုတားမြစ်ကိုတားအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒါအမြဲတမ်းအရေးကြီးတဲ့လေ့ကျင့်ခန်းတစ်ခုနော်ကမ္မထာအထုတ်တယ်ဆိုတာလူတွေကဘာလုပ်တာတော့ဆိုစိတ်ကိုမကောင်းမှုကတားတဲ့အလုပ်တစ်ခုပဲတစ်ဖက်ကမကောင်းမှုကတားတယ်တစ်ဖက်ကနေပြီးတော့အမှန်တရားသိအောင်လုပ်တယ်ကမ္မထာအထုတ်တယ်ဆိုမကောင်းဘက်ကိုမသွားအောင်ကောင်းတဲ့ဘက်ကိုစိတ်ကိုမွေးမြူလေ့ကျင့်ပေးနေတာကမ္မထာအထုတ်တယ်ကမ္မထာအထုတ်တယ်ဆိုတာစိတ်အလုပ်ပဲဘာဝနာဆိုတာကိုယ်တဏ္ဍာမှာတတိတွေပညာတွေတတိဆိုတာစိတ်ကိုထိမ့်သိမ်းဆော့ရှော့တဲ့တတိတရားဆင်ញင်သုံးသပ်နိုင်တဲ့ပညာတရားအဲ့ဒါတွေကိုယ်တဏ္ဍာမှာဖြစ်လာအောင်လုပ်တာဖြစ်လာပြီးတဲ့နောက်မှာလည်းပဲတိုးပွားလာအောင်လုပ်တာဘာဝနာလို့ဒီလိုခေါ်တယ်နော်အဲ့လိုဘာဝနာလို့ဆိုတာအဲ့ဒါပြောတယ်ဘာဝနာလုပ်ငန်းလုပ်တဲ့ဆိုတာအဓိကအဲ့ဒါငုတ်တို့ကြီးထိုင်ပြီးတောင်တွေးမြောက်တွေတွေးနေတော့ဘာဝနာဟုတ်သေးဘူးအဲ့ဒါတော့နော်ငုတ်တို့ကြီးထိုင်ပြီးတော့တတိတွေတိုးတက်နေသလားနော်တကယ်ဖြစ်ပြနေတဲ့အပေါ်မှာတတိရှိနေသလားတကယ်ဖြစ်ပြနေတဲ့အပေါ်မှာအသိဉာဏ်တွေဖြစ်နေသလားအဲ့ဒါကိုကြည့်ရငုတ်တို့ထိုင်ပြီးငိုင်းနေတာတော့ဘာဝနာမဟုတ်ဘူးပေါ့ငုတ်တို့ထိုင်ပြီးတောင်တွေးမြောက်တွေတွေးနေရင်လည်းဘာဝနာမဟုတ်ဘူးအဲ့တော့ဘာဝနာဆိုတာကောင်းတဲ့အာယုန်လေးပေါ်မှာအမှန်သိနေအောင်တတိတရားတိုးတက်နေအောင်အသိပညာတွေတိုးတက်နေအောင်ကျင့်ဆောင်အားထုတ်နေခြင်းသာလဲဘာဝနာလို့ကောင်းတဲ့သဘာဝတရားတွေဖြစ်ပေါ်နေအောင်လုပ်ရအဲ့တော့အဲ့ဒီလိုလုပ်ပြီးဆိုမကောင်းတဲ့ဘက်ကိုစိတ်မသွားအောင်လည်းပဲတားပြီးသားဖြစ်သွားတယ်လို့ဒီလိုဆိုတယ်ဒါကြောင့်မို့မကောင်းမှုမှစိတ်ကိုတားအဲ့တော့တားဆိုတဲ့နေရာမှာကမ္မထာအထုတ်ပြီးတားတာဒါတစ်မျိုးစဉ်းစားဆင်ခြင်ပြီးတော့တားတဲ့နည်းတွေရှိတယ်ဆင်ခြင်တုံတရားနဲ့တားအသက်အရွယ်ကြီးလာတဲ့အခါမှာလူတွေဟာအရွယ်နဲ့တားတယ်ဆိုတော့ရွာထဲမှာကိုယ်လူကြီးအသက်အရွယ်ကြီးအများကလေးစားတဲ့အဖိုးအရွယ်ဘာကြီးအရွယ်ပေါ့အဲ့လိုဆိုတော့ဖြစ်လာတဲ့ကမကောင်းတာလှုပ်ချင်တဲ့စိတ်ကလေးပေါ်လာရင်ငါအရွယ်နဲ့မတော်ဘူး
ဒါလည်းတားတယ်ခေါ်တာပဲနော်ငါအရွယ်နဲ့မတုံဒါမျိုးမလုပ်သင့်ဘူးငါပြောရင်ရှက်စရာကြီးလူလောကဟိရိဝတ္တပဆိုအဲ့ဒါဆင်ញင်သုံးတတ်တာဟိရိဝတ္တပနဲ့တားဟိရိဆိုတာကိုယ်သိက္ခာကိုလေးစားတာဩငါအရွယ်နဲ့ဒါမလုပ်သင့်ဘူးဒီစိတ်မျိုးတွေငါမွေးတာမကောင်းဘူးဆိုပြီးကိုယ့်ကိုပြန်တားတာအဲ့ဒါဒီလိုအတွေးနဲ့တားတယ်လို့ခေါ်တယ်ဒါကကမ္မထာနဲ့တားတာမဟုတ်အတွေးနဲ့တားဆင်ញင်တုံတရားနဲ့တွဲတားဩငါဒီသက်တည်ရလို့ဖြစ်နေပြီဩသူများသက်တည်တတ်နေတာသူများဥစ္စာခိုးတာသူတော်ဘာသားများပြစ်မှားတာလိန်ပြောတာအရက်သေးစားတောက်စားနေတယ်မတော်ဘူးငါကတောင်သူများဆုံးမရမှာဩမိဘဖြစ်နေဩငါမိဘဖြစ်နေပြီသားသမီးတွေငါဆုံးမရမှာငါလုံနေလို့မတော်ဟောဒီလိုတွေးရမှာအဲ့ဒါလည်းစိတ်ကိုတားတယ်လို့ခေါ်တာအဲ့ဒါလို့မတားလို့ရှိရင်လူလောကမှာရုပ်ပြက်ဆင်းရဲဖြစ်ပြီးဂုဏ်သိက္ခာတွေကျဆင်းတာပဲပေါ့ဆရာဖြစ်ရင်ဆရာဂုဏ်သိက္ခာမိဘဖြစ်ရင်မိဘဂုဏ်သိက္ခာအလုံးသူဂုဏ်သိက္ခာနဲ့သူနေရတားမြစ်ရတခါတော့ကဒီဓမ္မပဒဝတ္ထုတွေမှာပါတာမှတ်သားစရာလေးတခုဂောတကတထေဂောတကတထေဟာသူ့မိဘတွေဆုံးရှုံးသွားတဲ့အခါဒီပြင်အမွေခံမွေစားမရှိဘူးပစ္စည်းဥစ္စာတွေအလုံးသူတယောက်တည်းပဲအမွေခံဖြစ်တယ်အဲ့လိုအမွေခံအမွေစားမရှိသူတယောက်တည်းပဲအမွေရတော့မယ်ဆိုတဲ့အခါဘုရင်ကြီးကသူ့ကိုခေါ်တယ်နန်းတော်ကိုခေါ်လိုက်တယ်နန်းတော်ခေါ်လိုက်တဲ့အခါဘုရင်စီသွားတော့လမ်းမှာညကမိုးရီရွာထားလို့ရှေးကွက်ကလေးတွေရေမြောင်းလေးတွေရှိတယ်အဲ့ဒါလေးတွေကိုသူကပစိုးလေးမပြီးခုံခုံသွားတာနော်ခုံခုံသွားတာလူငယ်လူရွယ်ပေါ့အသက်အရွယ်လည်းသိမကြည့်သေးတော့ရှေးမြောင်းနဲ့ဆင်းတော့ခုံသွားတာသူဘုရင်ကြီးကသူလာတာကိုကြည့်ရှေးမြောင်းလေးတွေကိုရေကွက်ကလေးတွေကိုခုံခုံပြီးတော့လာတယ်အဲ့သူရောက်လာတဲ့အခါကျတော့ဘုရင်ကြီးစိတ်ခါသားဝင်ဘုရင်ကြီးကပြောတယ်အေးမင်းဖေတည်သွားပြီဆိုရင်မင်းဘာမှစိတ်မပူနဲ့မင်းကိုငါတထေးရလူပေးမယ်အမွေခံအမွေစားတပြားလို့မရှိဘူးရှိသမျှစီးစိမ်နေမင်းကိုငါတရက်ဝဲတထေးခန့်ပြီးတော့မင်းမိဘစီးစိမ်နေခံစီမံခန့်ခွဲနိုင်တဲ့တထေးဆောင်ထီးနဲ့ရှင်းတော့တထေးရလူခန့်နဲ့ဆိုတထေးဆောင်ထီးကိုအမတ်တရအနေနဲ့ပေးလိုက်တာပေါ့နော်ခုခေတ်ဆိုရင်တော့လက်မှတ်ပေးပါပေါ့အေးတထေးတွေဆောင်းရမယ်ထီးမျိုးငါပေးမယ်ဘုရင်ကြီးကခေါ်ပြောတာဘုရင်ကြီးကခေါ်ပြောလိုက်တဲ့အခါသူတထေးဖြစ်တော့မှဆိုတာသိသွားတာအဲ့လူကပြန်တဲ့အခါကျတော့ခုနအလာတော့ကရေတွေခုံခုံသွားတာမခုံတော့ရေထဲဆင်းပြီးတော့အိန္ဒြေရရသွားတယ်အိန္ဒြေရသွားဘုရင်ကြီးကသူပြန်သွားတော့လေကြည့်ဟာဒီကောင်ခုနတော့ကလို့လမ်းမှာဆော့ပြီးတော့မလာဘူးအခုအိန္ဒြေနဲ့ပြန်သွားတယ်ပြန်ခေါ်စမ်းဆိုပြန်ခေါ်ရောက်လာတဲ့အခါကျတော့မင်းလာတော့ကတော့ဒီရေခွက်တွေခုံခုံလာတယ်အခုကျတော့ဘာလို့မခုံရှင်မင်းကြီးကကျွန်တော်မျိုးကိုတထေးရလူပေးတော့မယ်ဆိုတော့ကျွန်တော်လူကြီးဖြစ်သွားပြီပေါ့ဒါကြောင့်မို့လူကြီးပြီဂုံသိက္ခာထိမ့်ပြီးတော့သွားတာပါလို့ပြောဟာဒီကောင်တဲတော်တာပဲဒီကနေ့ပဲတထေးစီ၆တထေးတွေဆောင်းတဲ့ထီကိုအနှင်းမယ်ဆိုအခမ်းအနားချက်ချင်းလုပ်ပြီးဘုရင်ကြီးကနေချင်းပဲတထေးရလူပေးလိုက်တယ်ဟောကြည့်ထိန်းတာလေတမ္ပံပုဂ္ဂိုလ်လူမနေတော့နောက်တစ်ခါတမ္ပဝဇ္ဇမှာဘုရားအလောင်းလေးက9နှစ်အရွယ်ပညာအလွန်ရှိတယ်သူငယ်တာပညာအလွန်ရှိတဲ့ပုဂ္ဂိုလ်ဘုရားအလောင်းလေးဆိုတာဟာဘဝကစီကူအထုတ်ခဲ့တဲ့အသိပညာတတ်ပညာတွေသူတို့ရဲ့ရှင်တဲ့နှလုံးထဲမှာဘဝပြောင်းသွားတော့လေဝါဒနာအနေနဲ့စွဲနေတာတွေရှိတယ်ပေါ့အေး9နှစ်အရွယ်လမ်းမှာတငယ်ချင်းတွေနဲ့လမ်းပေါ်ကစားနေတာအေးအဲ့ဒီအချိန်မှာနန်းတော်ကအမတ်ကြီးတယောက်ရောက်လာတယ်တမ္ပဝဆိုတာဘယ်မှာလဲလို့မေးလာတော့
သူကကစားနေတာကစားနေတော့အမတ်ကြီးကသူနဲ့တွေ့ချင်တယ်တဲ့ဘာဖြစ်လို့တော့ဆိုရင်ဘုရင်ကြီးကမေခွန်းနေမေးတာလောကမှာဖြေနိုင်တဲ့လူမရှိဘူးအားလုံးကပဲတန်ဘဝစီမေးပါလို့ပြောတယ်ဘုရင်ကြီးမေးတဲ့မေခွန်းကိုသူဖြေရမယ်လို့သူ့လည်းပြောလိုက်အောင်ဖုတ်ဖက်ခါထပြီးတော့အိန္ဒြေရနေတော့တာမကစားတော့နော်သူကသူသိလိုက်တယ်အော်ဘုရင်ကြီးကတောင်ငါမေခွန်းနေမေးမှာငါဟာသူများမဖြေနိုင်တဲ့မေခွန်းကိုဖြေရမှာဆိုတော့ငါဟာဒီပညာရှိပုဂ္ဂိုလ်ဆိုပြီးငါ့ကိုအများကလေးစားပါလားသူတို့နဲ့တန်အောင်ငါနေမှပဲဆိုပြီးတော့အိန္ဒြေရတယ်9နှစ်အရွယ်ကလေးလေးအဲ့ဒါလို့အမှုရာချက်ချင်းပြောင်းသွားပြုပြင်ပုံကိုပြောပြတာနော်အဲ့ဒါလို့လောကကိုယ်ဂုံနဲ့ကိုယ်တရတ်နဲ့ထိုက်တန်အောင်စိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲပေးရမယ်လို့ဒီလိုဆိုလို့တယ်ကမ္မထာထုတ်ပြီးပြောင်းတာကတစ်မျိုးအတွေးခေါ်နဲ့ပြောင်းတာတစ်မျိုးနှမျိုးရှိတဲ့ထဲမှာအတွေးခေါ်နဲ့ပြောင်းဖို့မေတ္တာမအရေးကြီးတယ်မှန်ကန်တဲ့အတွေးခေါ်တွေးတတ်ဖို့လိုတယ်ဟိရိဝတ္တပဆိုတဲ့နေရာမှာကိုယ့်ရဲ့အမျိုးဆက်ကိုတွေးပြီးဩငါလို့မိခေါင်းဖခင်သာသမီရမဟုတ်တာတွေလုပ်လို့မတော်ဘူးငါဒီသက်ဒီရွယ်ရောက်လာပြီငါတရဏဂုံနဲ့ငါးပါးသီလမမြဲရင်မတော်ဘူးငါလုပ်နေတဲ့အလုပ်တွေနဲ့ငါမိဘရဲ့ဂုဏ်သိက္ခာတွေနဲ့မတော်ဘူးလို့ပြင်ပြီးကိုယ့်အကိုကောင်းအောင်ပြုပြင်နေတယ်ဟောစိတ်ကိုတားတာမဟုတ်တာမလုပ်တော့ဘူးအရွယ်ကိုကြည့်ပြီးတော့ကိုယ့်ကိုပြင်နေနောက်တစ်ခါဘဟုတုတ္တစာပေတက်မြောက်လို့ဘွဲတွေဘာတွေရလာပြီသို့မဟုတ်ယာဓုတွေရလာပြီဆိုဘွဲတို့ယာဓုတို့ကိုကြည့်ပြီးတော့ကိုယ့်ကိုအနေထိုင်ဆင်ញင်လာခြေရွာအုပ်ချုပ်ရေးမူလေးခတ်လိုက်မှအရက်တွေဖိတောင်းနေလို့မဖြစ်တော့ဘူးနော်အဲ့တော့လူကြီးခန့်ပြီဆိုလို့ရှိရင်လူကြီးနဲ့တူအောင်နေရပြီပြင်ရပြီလို့ဒီလိုဆိုလို့အများရဲ့လေးစားမှုခံနိုင်အောင်လို့ဟိရိဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီလိုကိုယ့်ကိုထိမ့်သိမ့်ပြုပြင်သွားတယ်မကောင်းမှုမှစိတ်ကိုတားရမယ်ဆိုတာအဲ့ဒါတွေကိုပြောတာနောက်ဩတ္တပဆိုတာကိုယ်ပတ်ဝန်းကျင်ကိုလေးစားဩငါပတ်ဝန်းကျင်မှာဘုန်းကြီးရန်နေရှိတယ်သူတော်စင်တွေရှိတယ်ရွာထဲမှာလေးစားမဲ့ပုဂ္ဂိုလ်တွေရှိတယ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ငါမဟုတ်တာလုပ်လို့ရှိရင်ငါရွာလူတွေအားလုံးဟာငါတယောက်ကိုအကြောင်းပြုပြီးတော့ဂုဏ်သေးကင်းမဲ့တာမျိုးဖြစ်ကုန်ကြတာဒီရွာကဒီလိုပါလားဆိုတာမျိုးဖြစ်အဲ့တော့ပတ်ဝန်းကျင်ကိုအလေးပြုတဲ့အနေနဲ့မဟုတ်တာမလုပ်ကြဘူးငါတယောက်မဟုတ်တာလုပ်လို့ရှိရင်တို့ရွာတရွာလုံးနာမည်ပြက်လိမ့်မယ်ဆိုပြီးဟောမကောင်းတဲ့အလုပ်ကမလုပ်မိအောင်ထိမ့်သိမ်းဆောင်ရှောက်တယ်လို့ဒီလိုဆိုတာပေါ့ဘုန်းကြီးတွေဆိုရင်လည်းကိုနေတဲ့ကြောင်းငါကြောင့်မကောင်းတဲ့သတင်းတွေထွက်ကုန်ရင်အစမပြေဘူးမကောင်းတာတွေငါမလုပ်မှဆိုပြီးတော့ကိုယ့်ကိုပြင်ဆင်ထိမ့်သိမ်းတာငါဟာဖရာသားတော်လုပ်နေတယ်ဖရာသမီးတော်လုပ်နေတယ်ဖရာသားတော်ဖရာသမီးတော်တွေဆိုလောဘထိမ့်ရမယ်ဒေါသထိမ့်ရမယ်လောဘဒေါသမထိမ့်နိုင်ဘူးဆိုရင်အယုတ်ဆိုးကြီးတန်တယ်ဖရာဟာလောဘကိုချိုးနေမှုဒေါသကိုချိုးနေမှုအမြဲဟောတယ်ငါကမချိုးနိုင်ဘူးလောဘကြီးနေမယ်ဒေါသတွေကြီးနေမယ်ဆိုရင်မတော်ပါလားလို့ဟောအတိတရားနဲ့ကိုယ့်ကိုပြင်တာဒါတွေဟာထိမ့်သိမ်းဆောက်ရှောက်ခြင်းလို့ခေါ်တယ်ပေါ့မကောင်းမှုအကုသိုလ်ကစိတ်ကိုတားမြစ်တဲ့သဘောအဲ့ဒါလို့တားမြစ်တာရှေးသူတော်ကောင်းတွေသူတို့ကိုယ်တိုင်ဆောင်ရွက်ခဲ့ကြတယ်အဲ့ဆောင်ရွက်ခဲ့တာသူဗုဒ္ဓထေရပဋ္ဌာနာလို့ဆိုသူဗုဒ္ဓမထေရရဲ့အတိတ်ဘဝဇာလန်းလေးမှာသူကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ဆုံးမစကားလေးတွေကိုကိုယ့်အတွက်အသုံးချနိုင်အောင်ဒီကနေ့မှတ်သားနိုင်ယူကြတာသူဗုဒ္ဓဆိုတာသာဝတိမြို့ကသုမနတထေကြီးရဲ့သားနှစ်ယောက်ထဲမှာတယောက်ကသူထတ္တသူကသူဗုဒ္ဓသူထတ္တဆိုတာတခြားလူမဟုတ်ဘူးဇေယျကျောင်းတော်ကြီးကိုဆောက်လုပ်လူတန်းတဲ့အနာတပိန်ပဲ
အနာရဝိသထေကသူထတ္တာလို့ခေါ်တယ်အဲ့ဒီနာရဝိသထေရဲ့ညီအရင်ကသူဗုဒ္ဓိသူဗုဒ္ဓိဟာအနာရဝိသထေကမြတ်စွာဘုရားကိုပင့်ပြီးတော့ဇေရွန်ကျောင်းကြီးကိုဆောက်လုပ်လှူဒန်းတဲ့ရေစက်ချအခမ်းအနားမှာဖရာတရားတော်ကိုနားလဲရတဲ့အခါမှာသူဗုဒ္ဓိသူကျွယ်ဟာလူပေါင်းလူဘဝစွန့်ပယ်ပြီးတော့သာသနာပေါင်းဝင်ပြီးတော့ရဟန်းခံသွားတယ်ရဟန်းခံသွားပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်တဲ့အခါမှာယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်သူဗုဒ္ဓိထေရအဲ့ဒီသူဗုဒ္ဓိမထေရရဲ့အတိတ်ဘဝစာကြောင်းထဲမှာသူဟာဗုဒ္ဓမုဒ္ဒရမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဟိမဝတ္တတောင်တန်းမှာယသိယဟန်အဝတ်နဲ့နေထိုင်ခဲ့တယ်အဲ့ဒီလိုယသိယဟန်ဘဝနဲ့နေထိုင်တဲ့အခါမှာသူကိုယ်သူစိတ်ကိုသူမကောင်းမှုအကုသိုလ်တွေကတားမြစ်ခဲ့တဲ့သူ့ရဲ့အကျင့်လေးကိုသူပြန်ပြီးတော့ပြောပြတာအဲ့ဒီပြောပြတာလေးကိုမှတ်သားဖို့နော်သူဗုဒ္ဓိထေရအပဒါနဆိုတာသူလုပ်ခဲ့တဲ့အတိတ်ဘဝကလုပ်ရတယ်ကျင့်သုံးခဲ့တဲ့အကျင့်တရားတွေကိုအပဒါနလို့ဒီလိုခေါ်တယ်အဲ့ဒါကိုအပဒံကျမ်းနေမှာအတိတ်ဘဝကကောင်းမှုတွေကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာတွေကိုစုပေါင်းပြီးတော့ရေးထားတဲ့အပဒါနဆိုတဲ့ကျမ်းစာအုပ်အပြင်2အုပ်ရှိတယ်ပထမအုပ်ဒုတိယအုပ်2အုပ်ရှိတယ်တအုပ်ကိုစာမျက်နှာ300ကျော်လောက်ရှိတယ်စာမျက်နှာ600ကျော်လောက်ရှိတယ်ပါဠိလိုရေးထားတဲ့အပဒံကျမ်းဆိုတာအဲ့ဒီထဲမှာသူဗုဒ္ဓိထေရအပဒံကျမ်းမှာသူကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့သူစိတ်ကိုသူကိုယ်တိုင်တားမြစ်ခဲ့တယ်မကောင်းမှုအကုသိုလ်တွေကတားမြစ်ပြီးသူစိတ်ကိုသူဆုံးမခဲ့တဲ့သင်္ကန်းစာလေးတွေအားလုံးမှတ်သားနိုင်ယူပြီးကိုယ်စိတ်ကိုကိုနီးကိုဟန်နဲ့ပဲဖြစ်စေမကောင်းမှုတွေကနေထိန်းချုပ်နိုင်အောင်ထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်အဲ့ဒါလို့ကြိုးစားနိုင်မှမိမိဘဝဟာဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးနောက်ဆုံးမှာကောင်းရာသူအတိဘုံတွေကနေနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုနိုင်မှာဖြစ်တယ်အကယ်၍ကိုယ်စိတ်ကိုမနိုင်ဘူးဆိုတဲ့လူတွေဟာဘယ်ရောက်သွားတော့ဆိုအောက်ဆင်းသွားကြမှာပဲအလုံးနော်ကိုယ်စိတ်ကိုမနေဘူးကိုယ်စိတ်ကိုမထိန်ဘူးဆိုတဲ့လူတွေဟာစိတ်မထိန်နိုင်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းဒီဘဝမှာထောင်ထဲရောက်သွားတာပဲလေနောက်မထိန်နိုင်လို့ရှောက်ပြီးတော့လှုပ်ပြီးစိတ်ကိုအလိုလိုက်ပြီးလွတ်ထားတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးကြတော့အပေဘုံရောက်ပြီးတော့ငရဲတရိစ္ဆာန်ပြိတ္တာအတုရကေဆိုတဲ့အပေလေးဘုံကဘယ်တော့မှမတက်ပဲနဲ့တန်တရားထဲမှာဒုက္ခတွေကြီးစွာတွေ့ပြီးတော့နေရပေါ်တက်လာမှာမဟုတ်ဘူးစိတ်ထိန်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာလူအဖြစ်ပေါ်လာမယ်နတ်အဖြစ်ပေါ်လာမယ်ဗြဟ္မာအဖြစ်ပေါ်လာနိုင်တယ်ကြံတဲ့ပုဂ္ဂိုလ်တွေကတန်တရားထဲမှာစုံစုံမြုပ်သွားမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်စိတ်ကိုထိန်နိုင်အောင်ကြိုးစားရမယ်မကောင်းမှုအကုသိုလ်ကစိတ်ကိုထိန်ရမယ်လို့ဆိုသူဝတိထေရအပဒါနကျမ်းမှာလာတဲ့သူဝတိရဲ့အလောင်းဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကသူတော်ကောင်းဟာပစ္စည်းဥစ္စာတွေစွန့်ပြီးတော့ဟိမဝတ္တတောင်တန်းမှာသွားပြီးယသိယဟန်ပြုတယ်အဲ့ဒီယသိယဟန်ပြုတဲ့အခါသူစိတ်ကိုသူဘယ်လိုနှိပ်ကွက်ခဲ့တယ်ဆိုတာသူပြောပြတယ်ရာဂုပတ္တံဟိတံစိတ်တံယထာဥပ္ပစ္စတိမမသူစိတ်ထဲမှာဒီတဏှာရာဂစိတ်တွေတမဲ့တဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်လာပြီသူ့တဏ္ဍာမှာဖြစ်လာလူဆိုတာမဖြစ်ဘူးမရှိဘူးเนาะအသက်ကြီးတဲ့လူတွေလည်းပဲလူသားအိုတယ်တဏှာမအိုဘူးဆိုတာရှိတယ်လေစိတ်ကမအိုမအိုရုံနဲ့မငါဘူးနှိုးမျက်နှုကြိုက်ဆိုတာရှိသေးတယ်နော်ဒါကြောင့်ဘာဆိုလားစမောဆိုလားဘာဆိုလားတွေနဲ့ရှုပ်ခုအဲ့တော့လောကလူသားတွေဟာလူအိုတော်လဲတဏှာမအိုဖြစ်တတ်တယ်အဲ့ဒီမှာစိတ်ထဲမှာပေါ်လာရင်ထိမ့်တာကြည့်ပါတော့ရာဂုပတ္တံဟိတံစိတ်တံယထာဥပ္ပစ္စတိမမအကြောင်းတရားတိုက်ဆိုင်လာလို့ကိုယ်တဏ္ဍာမှာရာဂစိတ်တွေဖြစ်လာပြီဆိုရင်တယံဝပစ္စဝခမိကိုယ့်အကိုဆင်ញင်လိုက်တယ်
စိတ်တ ानु ပဒနာဆိုတာအဲ့ဒါပြောတာကိုယ်စိတ်ထဲဘာတွေဖြစ်လာတယ်ဆိုတာသိလိုက်တယ်နော်စိတ်ကိုဆင်ញင်သုံးသပ်ကြည့်လိုက်တယံဝပစ္စဝကမိကိုယ့်ဘာကိုဆင်ញင်သုံးသပ်ကြည့်ဧကဂောတံဓမေမဟံတည်တည်ငြိမ်ငြိမ်ထားပြီးအဲ့ဒီဖြစ်ပေါ်လာတဲ့စိတ်ကိုနှိပ်ကွက်ခဲ့တယ်တဲ့သူဟာလိုချင်တတ်မဲ့တဲ့စိတ်တွေရာဂစိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်တည်တည်ချာချာကြည့်လိုက်တယ်ဩဒီရာဂဆိုတာငါစိတ်ထဲမှာပေါ်လာပါလားဆင်ញင်သုံးသပ်ပြီးသူ့ကိုမျက်ခြေမပြတ်ကြည့်ပြီးတော့နှိပ်ကွက်တယ်တဲ့နှိပ်ကွက်လိုက်တာဘလို့နှိပ်ကွက်တော့ဆိုရစ္စတိရစနီယေစမမောစရာတွေနဲ့တွေ့လို့မင်းမမောနေမယ်ဆိုရင်ဒီတော်တွေကထွက်သွားလိုက်မင်းရသေးဘဝမနေနဲ့မင်းရသေးဘဝနဲ့မတန်ဘူးသူ့ကိုယ်သူဆုံးမရစ္စတိရစနီယေစရစနီယဆိုတတ်မဲ့ဖွဲအာယုန်နေနဲ့တွေ့လာတဲ့အခါမှာရစ္စတိမင်းတတ်မဲ့နေမယ်ဆိုလို့ရှိရင်နေခမတုဝနာတုမင်းထွက်သွားလိုက်တောထဲမှာမနေနဲ့တော့မင်းနဲ့တောနဲ့မတန်ဘူးဟောသူစိတ်ကိုသူနှိပ်ကွက်တာဒုတ်တဏီစဒုတ်တတိဒေါသထွက်เสียအာယုန်နဲ့တွေ့လို့မင်းဒေါသထွက်နေမယ်ဆိုရင်လေမင်းရသေးဘဝနေမနေနဲ့တောထဲမှာမနေနဲ့မင်းနဲ့တောနဲ့မတန်ဘူးထွက်သွားလိုက်မုံရှတိမောဟနိယေစတွေးဝေးเสียအာယုန်နဲ့တွေ့လို့မင်းမောဟတွေဖြစ်ပြီးတွေးဝေးနေမယ်ဆိုရင်လေမင်းနဲ့ဒီရသေးဘဝနဲ့မတန်ဘူးသူတော်စင်ဘဝမှာမနေနဲ့တောထဲကထွက်သွားလိုက်ဆိုသူ့ကိုယ်သူကျိန်းဝါပြီးသူ့ကိုယ်သူဆုံးမတာနော်ဒါစိတ်ကိုနှိပ်ကွက်တယ်လို့ခေါ်တယ်အဲ့ဒါလို့သာနှိပ်ကွက်ကိုယ့်ကိုမဟုတ်တာလို့ချင်းတဲ့စိတ်ပေါ်လာလို့ရှင်ဟေးမင်းနဲ့လူကြီးဘဝနဲ့မတန်ဘူးနော်ဆိုပြီးတော့နှိပ်ကွက်ကိုယ့်ကိုနှိပ်ကွက်တယ်အဲ့ဒါလိုပဲစဉ်းစားတဲ့သူကဒီတောဟာတကယ်သူတော်စင်နေနေတဲ့တောမင်းလိုတတ်မဲ့ဆရာတွေကိုတတ်မဲ့နေမယ်မုံဒီဆရာတွေကိုမုံဒီနေမယ်တွေးဝေးဆရာတွေကိုတွေးဝေးနေမယ်ဆိုရင်ဒီတောတွေကထွက်သွားလိုက်ဘာဖြစ်လို့တော့ဆိုဝိသုဒ္ဓနာအယံဝါသောနေမလနံတပတ္တိနာအကျင့်ကောင်းပြီးတော့ကိလေသာဆိုတဲ့အညစ်အကြေးတွေကင်းတဲ့တန်ဆင်းမွန်မြတ်တဲ့သူတော်ကောင်းတွေနေတဲ့နေရာဖြစ်တယ်မင်းနဲ့မတန်ဘူးဒီနေရာမင်းနဲ့မတန်ဘူးထွက်သွားလိုက်မာခောတွန်ဝိသုဒ္ဓံဒုသေးတိနိခမတုဝနာတုဝံဖြူစင်တန်ရှင်းနေတဲ့နေရာကြီးကိုမင်းညင်နှွားအောင်မလုပ်နဲ့ဒါကြောင့်မို့တောတွေကထွက်သွားလိုက်လို့ဟောစဉ်းစားကြည့်ဒါသူ့အတွေးနဲ့သူ့ကိုသူဆုံးမနေတဲ့သဘောနော်ကိုလည်းကိုအတွေးနဲ့ကိုဆုံးမကြည့်ကိုမဟုတ်တာလုံးမလို့ကြရင်မင်းနဲ့မတန်မှုဒီဟာမင်းထွက်သွားလိုက်ဒီမှာမနေနဲ့ကိုနှိပ်ကွက်ပေးရမယ်ဒီလိုဆိုလို့တယ်အဲ့ဒီမှာယသိကအိမ်တတိယလို့ထမရဲ့အိမ်တတိယလို့မိသားစုတတိယလို့သူကိုယ်သူနှိပ်ကွက်တာနှိပ်ကွက်ပြီးတော့အဂါရိကောဘဝိတဝါနယထာပုတ္တံလဘိတတိဥဘောပိမာဝိရာထေတိနိခမတုဝနာတုဝအေမင်းယသိဘဝမပြောလို့လူထွက်တယ်လူလဲသွားမယ်လူထွက်ပြီးတော့အိမ်တော်ရင်သားကြားလို့သာသမီတွေရလာပြီဆိုရင်သာသမီတွေရလာနိုင်တယ်ပေါ့တယ်ယသိဝတ်ပြီးတော့တွေးမနေနဲ့နော်ယသိဝတ်ပြီးတော့တွေးမနေနဲ့တောကနေထွက်အိမ်ပြအိမ်တော်ပြုသာသမီရနိုင်တယ်အကယ်၍ဒီယသိဘဝကြီးနဲ့မင်းဟာတဏှာရာဂစိတ်တွေရှိနေမယ်ဆိုရင်ဥဘောပိမာဝိရာဒေတိနိခမတုဝနာတုမင်းနှခုံးစလုံးကဆုံးရှုံးသွားလိမ့်မယ်နှစ်ဖက်စလုံးကဆုံးရှုံးတယ်ဆိုတာသူများတွေလိုလဲမိသားစုဘဝနဲ့ပျော်ပျော်မနေရဘူးယသိသူတော်စင်ဘဝအနေနဲ့လဲသူတော်ကောင်းတရားမကျင့်နိုင်ဘူးဆိုနှစ်ခုလုံးဆုံးရှုံးသွားပြီပဲဒါကြောင့်မလို့မင်းတောထဲကထွက်သွားလိုက်လို့သူ့ကိုယ်သူနှိပ်ကွက်တာနော်သဝလတံယထာကတ္ထနကွာစီကိစ္စကာရကသဝလာတဆိုတာသဝဆိုတာသူသေးကောင် dead body လူသေးအလောင်း
အဲ့ဒီလူသေးအလောင်းကိုမီးရှို့တာမီးရှို့တဲ့ထင်းသဝါလာတလို့ခေါ်တယ်လူသေးမီးရှို့တဲ့ထင်းကြောင်းအဲ့ဒီလူသေးမီးရှို့တဲ့ထင်းကြောင်းဟာတဲ့နကွစီကိစ္စကာရကဘယ်နေရာမှအသုံးမဝင်တော့ဘူးအသုံးမဝင်တော့ဘူးဆိုတာအဲ့ဒီအသားကြောင်းဟာဒီအိမ်ပြန်ယူပြီးတော့ဇဝဲစားလို့လည်းမရဘူးနော်ဒီလိုဆိုလို့တယ်အသုံးမဝင်တော့တော်ထဲမှာလည်းပဲဒီတိုင်းပြစ်ထားဘယ်သူမှမယူအမင်္ဂလာဆိုပြီးတော့နေဝခာမေအရင်ညေဝါရွာမှာလည်းအသုံးမဝင်ဘူးတော်ထဲမှာလည်းအသုံးမဝင်ဘူးတဲ့နာဟိတံကဋ္ဌတမ္တာမင်္ဂလာရှိတဲ့အသားလို့ဘယ်သူမှမယူဆဘူးလူတွေကောင်းမီးပုတ်ထားတဲ့ထင်းကြောင်ဘယ်သူမှလဲမကြည့်တော့ဘူးခဏိခေတ်တော့အသားရှားတော့ယူတဲ့လူရှိကောင်းရှိလာမှာပြောလို့မရဘူးเนาะအိန္ဒိယသွားတော့တကယ်တွေ့ခဲ့တယ်ဗာရာဏသီခင်းကမြစ်ကမ်းခြေမှာဗာရာဏသီမြို့ကတည်တဲ့လူတွေတော်တော်များများခင်းကမြစ်ကမ်းမှာသွားပြီးတော့မီးရှို့ဘာလို့ဒါသိရတော့ဆိုအိန္ဒိယရောက်သွားလို့သိမကြခင် Sanskrit University ကပါမောက္ခဆရာကြီးတယောက်ဆုံးသွားတယ်ဘုန်းကြီးတို့နဲ့သိပြီးတော့နည်းနည်းသိကစားယဉ်နိကစားဆုံးသွားတော့သူအတုပါလိုက်ပို့သူအတုပါလိုက်ပို့လို့ကုန်းကြောင်းလိုက်ရတာအဲဒီမှာသူလောင်းကားပေါ်တင်ပြီးတော့ရှေ့ကကလားတယောက်တိုင်ပေးတယ်ရာမဏံနောက်ကလိုက်ပြီးတော့စက္ယဟဲဆိုရတာရှေ့ကရာမဏံဆိုနောက်ကစက္ယဟဲကလားလို့ဆိုတာရာမဏံစက္ယဟဲတလန်းလုံးရာမဏံစက္ယဟဲတွေကြီးပဲခုံးလို့အဲ့ဒါဗာရာဏသီမြစ်ကမ်းရောက်သွားတယ်ဟိုရောက်တဲ့အခါကျသူကအလောင်းကိုအကုန်လုံးပိတ်တဲ့အလုံးကုန်ပတ်ထားပြီးတော့အဲ့ဒီမှာထောပတ်တွေဆွတ်ပြီးတော့မိတချိုးတယ်နော်တကူလုံးခြေစုံကောင်းဆုံးပတ်တာလောင်းမှမသိရအောင်ပတ်ပြီးတော့မီးရှို့တာမီးရှို့တော့လိုက်သွားကြအဲ့ဒီလိုပဲအလားတူမီးရှို့နေတဲ့အလောင်းတွေအနားနားမှာရှိတယ်ကာယကံရှင်တွေပြန်သွားတဲ့အခါကျတော့အဲ့ပတ်ဝန်းကျင်မှာနေတဲ့လူတွေကမိတွေညှိမ့်ပြီးတော့အဲ့ထင်းစားတွေအိမ်ယူသွားကြတယ်ထမင်းချက်စားဖို့ဒီတပိုင်းတစလောင်းနေတဲ့အတော်နဲ့တချို့ဟာကြတော့လေအစီခဲတွေဘာတွေကြတော့အတော်နဲ့မီးမလောင်ပဲကိုအဲ့ဒါတွေရေထဲပြစ်ချပြီးတော့အဲ့ထင်းတွေယူချသွားကြကောင်းဟာသဝါလာတဒီမှာတော့အသုံးချနေပါလားလို့အောင်တကယ်ယူသွားတာကိုတွေ့ခဲ့တယ်အဲ့တော့နော်ယူသွားကြတယ်ထင်းရှားတာကိုထင်းရှားတော့အဲ့ဒီမိတကြိုတွေထင်းနေယူသွားကြကာယကံရှင်တွေသွားတာနဲ့ယူဖို့ရချောင်းနေချအဲ့မှာအဲ့လိုယူသွားတာတွေ့ရတယ်ဒီမှာတကယ်ခေတ္တုံးကတော့ဒါမျိုးမယူဘူးပေါ့မင်္ဂလာမရှိဘူးဆိုပြီးတော့မယူကြအောင်အဲ့ဒီမှာသဝါလာတံယထာကတ္ထနကွစီကိစ္စကာရကဒုသေးကောင်မီးရှို့တဲ့ထင်းဟာတဲ့ဘယ်နေရာမှအသုံးဝင်တော့ဘူးတဲ့ရွာမှာလည်းအသုံးဝင်တော့ဘူးတောမှာလည်းပဲအသုံးဝင်တော့ဘူးဒီလိုပဲသဝါလာတုပမောတွန်တိနခိရှိနာပိတညတောမင်းလဲအခုလိုယသိသူတော်စင်အနေနဲ့လုံနေပြီးတော့နော်လုံနေပြီးတော့ဒီလိုလောဘဒေါသမောဟတွေနဲ့လွှမ်းမိုးနေမယ်ဆိုလို့ရှိရင်တဲ့လူစီစိန်ချမ်းသာခံစားမှုလည်းမရသမဏဘဝရဲ့အကျိုးကျေးဇူးတွေကိုလည်းမရနှစ်ခုစလုံးဆုံးချုံတော့ရွာမှာလည်းအသုံးမဝင်တောမှာလည်းအသုံးမဝင်ဆိုတဲ့သူသေးကောင်ဖုတ်တဲ့ထင်းစားလို့မင်းဖြစ်နေမှာပေါ့တဲ့ဒါကြောင့်ဒီလိုနေမယ်ဆိုရင်နိက္ခမတုဝဏတုမင်းတော်တွေကထွက်သွားလိုက်တခုတော့ဆုံးမခံနဲ့လို့ဒီလိုဆိုလို့ရပေါ့နော်တော်ထဲမှာမနေနဲ့တော်တွေကထွက်သွားဆိုတာယသိဘုရားမနေနဲ့တော့
အခုလိုစိတ်ဓာတ်တွေမွေးနေမယ်ဆိုရင်ယသိဘဝမနေနဲ့တော့လို့သူကိုယ်သူစိတ်ကိုသူနှိပ်ကွက်တာတိယနုခောတဝဧဝံကောပသနာတိဒေဣဒံတတ္ထရူရံဝဟိတိမေကောသစ္စာဘဟုလာယသဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အခြေအနေမှန်ကိုတခြားဘသူသိမလဲကိုယ်ယုံကြည်ချက်နဲ့ကိုယ့်အကိုသိအောင်လုပ်ပြီးအပြင်းထူမနေနဲ့နော်အပြင်းထူမနေနဲ့မကောင်းမှုအကုသိုလ်တွေကိုလက်ခံပြီးတော့မနေနဲ့ကိုယ်စိတ်လေးကိုမကောင်းတဲ့အကုသိုလ်ကနေပြီးတော့တားမြစ်ရမယ်နှိပ်ခွက်ရမယ်လို့သူကိုယ်သူဆုံးမပြီးဇိကုစိတ်တန်တိတံဝေညုအတုစိန်နာဂရိကောယထာတန်တန်ပြတ်ပြတ်နေတတ်တဲ့မျိုးသူမျိုးသားတွေဟာမစင်မုံတွေ့ရင်နော်ဆက်ဆုပ်ကြတယ်လို့ပဲအာကတိတဝနာဣတယောမောရိယတံစောရိယတံတိတံတတာမစင်မုံကိုမျိုးသူမျိုးသားတွေဟုတ်လားလူကြီးလူကောင်းတွေဟာမစင်ကိုမြင်ရင်ဆက်ဆုပ်ရွံရှာကြတယ်လို့ကျန်တဲ့ယသိသူတော်ကောင်းတွေကမင်းကိုဆက်ဆုပ်ကြလိမ့်မယ်ဝိုင်းပြီးတော့အပြစ်တင်ကြလိမ့်မယ်ဟေးယသိလုံနေပြီးတော့မဟုတ်တာတွေတွေးနေတယ်ယသိလုံပြီးတော့မဟုတ်တာတွေကြမ်းနေတယ်ဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်တင်ကြလိမ့်မယ်ဒါစဉ်းစားတာပေါ့နော်ဩတ္တပဆိုကိုမင်းဒါတွေလုံနေရင်သူများမင်းအပြစ်တင်မှာပေါ့တံဝေညူပဝဋိတန္တိသမတိကန္တာသာသနာသူတော်မြတ်တွေရဲ့အဆုံးအမတွေကိုအဆုံးအမတိုင်းမလိုက်နာပဲနဲ့အဆုံးအမကိုကျွလွန်ဖောက်ဖျက်ပြီးတော့နေမယ်ဆိုရင်ပညာရှိတွေကမင်းကိုပြောကြမှာပေါ့တဲ့တံဝါတံအလဗန္တောဟိကထံဇီဝိဟိတိတုဝံသူတော်ကောင်းတွေကမင်းကိုစွန့်ညလိမ့်မယ်မဟုတ်တာလုံနေတဲ့ပုဂ္ဂိုလ်ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်စိတ်ထက်ယုံမာတဲ့ပုဂ္ဂိုလ်ဆိုပြီးမင်းကိုလူရမသွင်းတော့ဘူးယသိအရာမသွင်းတော့ဘူးသူတော်စင်အဖြစ်မယုံကြည်ကြတော့မင်းနဲ့အပေါင်းအဖက်မလုပ်ကြတော့ဘူးအဲ့ဒီလိုဖြစ်သွားလို့ရှိရင်မင်းဘယ်လိုနေမလဲတဲ့ society ကမင်းကိုရှောင်လိုက်လိမ့်မယ်လူတော်လူကောင်းအတိုင်းဝိုင်းတွေကဒီလူဟာအယက်သမားပဲဒီလူဟာဖဲသမားပဲဒီလူဟာကစားသမားပဲဒီလူဟာဖိုးဆွဲနေတယ်ဒီလူဟာနော်ဆေးမူရဲ့ဆေးဝါးဆွဲနေတယ်ဆိုအပေါင်းအသင်းမလုပ်ကြတော့အရာထဲမှာဖယ်ကြသူ့ကိုရှောင်ကြဒီလူကခိုးတတ်တဲ့လူဒီလူကမဟုတ်တာတွေလုပ်တဲ့လူဆိုရှောင်ကြအဲ့ဒီလိုရှောင်လာပြီဆိုရင်အရာထဲမှာမင်းဘယ်လိုလုပ်နေတော့မလဲဘယ်လိုအသက်မွေးမလဲဘယ်လိုအသက်ရှင်မလဲအဲ့ဒီလိုကိုယ့်ကိုယ်တတိပေးပြီးဆုံးမပါလို့တိတာပပိနာမာတင်ကံကုံစရံတတ္ထိဟာယနာဆင်ကြီးဟာမုံရစ်တတ်တဲ့ဆင်ကြီးဆင်ကိုကုံစရလို့လည်းခေါ်တယ်တတ္ထိဟာယနာအသက်60ပြည့်လို့ရှိရင်အင်အားရရော့သွားလို့တတ္ထိဟာယနာအဲ့ဒီဆင်ကြီးတကောင်မုံယိုတတ်တဲ့ဆင်ကြီးတကောင်ပလီနာခောဥပခန္ဓဝါယူထာနိဟရတေကစံဆင်အိုကြီးဆိုရင်ဆင်အုပ်ကသိပ်ပြီးတော့အရာမသွင်းတော့ဆင်အုပ်ကနေသူ့ကိုမောင်းထုတ်တတ်ကြတယ်တိရစ္ဆာန်တွေထဲမှာလဲနော်တိရစ္ဆာန်တွေထဲမှာသူကဘိုလ်လူပွဲရှိတယ်လူတွေလိုပဲနဲ့တူပါတယ်သူတို့မှာကျက်သစ်ဆိုလဲအုပ်နဲ့နေတာချင်းသစ်ဆိုလဲအုပ်နဲ့နေတာဆင်ကလည်းပဲသူအုပ်နဲ့သူနေတာအသက်အရွယ်ကြီးလာပြီဆိုရင်ဘိုလ်လူပွဲတိုက်ပွဲဝင်ရတယ်သူတို့အသေးလဲကျက်သစ်တွေဆိုဘိုလ်လူပြီဆိုတဲ့အခါအသေးကြိုက်တာနော်ကြောက်လို့ပြေးရင်တော့လဲတင်ခွဲပဲဆင်နေလဲထို့တူပဲအသေးထိုးတာဘိုလ်လူပြီဆိုမြောက်တွေလဲဒီတိုင်းပဲနဲ့တူတယ်သူတို့မှာဘိုလ်လူပွဲတွေရှိတယ်တကယ်စစ်ပွဲတွေရံပွဲတွေအသေးကြိုက်အသေးထိုးဘိုလ်လူကြတာသူတို့တွေမဟုတ်ဘူးသမင်တွေလည်းရှိတာပဲကျွဲတွေလည်းဒီလိုပဲအုပ်ထဲမှာအုပ်စုဘိုလ်ဒီအခုခေတ်ကတော့အုပ်စုဘိုလ်ဆိုတာဘောလုံးပဲရှိတယ်ဒီမှာဘောလုံးလေးတစ်လုံးနဲ့ဝိုင်းခံပြီးတော့လူနေကြနော်ဘ
ဖို့လူကြသူတို့တိရစ္ဆာန်တွေကြတော့တကယ်ကိုဖို့လူတာခေါင်းဆောင်ရွေးတဲ့အခါချင်းသေးအိုကြီးတွေပါလေဆိုမတိုက်ခိုက်နိုင်တဲ့အခါကျတော့ရှုံးပေးလိုက်ရတာသေတော်မတိဩကောင်းဤပဲသူတို့ဟာဒီချက်သေးတွေဆိုအသေးတတ်တာတကောင်းတကောင်းအသေးကြိုက်တယ်အဲ့ဒါလို့ဆင်မာလည်းပဲအင်အားတွေမရှိတော့ဘူးဆိုလို့ရှိရင်သူ့ကိုအုပ်စုတွေကနေမောင်းထုတ်လိုက်တာတင်ခွဲဖြစ်သွားပြီတင်ခွဲဆင်ဖြစ်သွားပြီမောင်းထုတ်ခံလိုက်ရဒီလိုဆိုလိုတာနော်ယူထာဝိနိတတောတန်တောဒုက္ခံတတံနဝေနတိအုပ်စုတွေကမောင်းထုတ်ခံလိုက်ရပြီသူကသူပြောနေတာအုပ်စုတွေကမောင်းထုတ်ခံလိုက်ရတယ်မင်းကိုချင်းတရားတွေပြပြလို့ရှိရင်လည်းသူတော်ကောင်းအုပ်စုကမင်းကိုမောင်းထုတ်လိုက်မှာပဲတဲ့မောင်းထုတ်လိုက်လို့မောင်းထုတ်ခံလိုက်ရတဲ့ပုဂ္ဂိုလ်ဟာဒုက္ခံတတံနဝေနတိစိတ်ချမ်းသာမှုကိုချမ်းသာမှုမရတော့ဘူးတမိုင်မိုင်တခိုင်ခိုင်ဖြစ်လာဒုက္ခိတောဝိမနောဟောတိစိတ်တွေဆင်းရဲတယ်စိတ်ဓာတ်တွေကျတယ်ပစ္ဆာယံတောပဝိတတိဟိုနာရောက်မှိုင်းဒီနာရောက်မှိုင်းနော်မှိုင်းတွေချပြီးတော့နေရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်လူရမဝင်တော့ဘူးဆိုတဲ့အနေအထားမျိုးရောက်တယ်တထေဝစတိလာတံပိနေရိတန္တိဒုမတိမကောင်းတာတွေလုံးလို့အသိပညာကင်းမဲ့တဲ့သင်လိုယသိမျိုးကိုယသိကောင်းတွေကနေပြီးတော့မောင်းထုတ်ကြလိမ့်မယ်တေဟိတောနေတတောတန်တောဒုက္ခံတန္တာနာလင်စအဲ့ဒါလို့မောင်းထုတ်ခံလိုက်ရလို့ကိုဟာအတိုင်းဝိုင်းနဲ့ဝင်ခွင့်မရတော့ဘူးဆိုလို့ရှိရင်လူအတိုင်းဝိုင်းကကျင်လိုက်ပြီးယသိအတိုင်းဝိုင်းကကျင်လိုက်ပြီးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့စိတ်ချမ်းသာကိုချမ်းသာနေလို့ရတော့မှာတော့သူ့ကိုယ်သူမဟုတ်တာမလုံးနဲ့မဟုတ်တာလို့ရင်အဲ့ဒီခြေနေရောက်သွားလိမ့်မယ်လို့ဒီလိုဆိုလိုတာပေါ့နော်ဒီဝါဝါယတိဝါရတ္တေတောကတန်လသမပိတောနေလည်းနေမှုညလည်းညမှုဆိုရင်စိတ်တွေနဲ့ရှင်ထဲမှာဟုတ်လားစုဝင်နေတဲ့ဖြစ်မဖျားလေခြင်းလို့စုဝင်နေတဲ့တောကညောင်ကြီးဒရှတိပရိလာဟိနစိတ်တွေပူလောင်မှုတွေနဲ့ကဇောယူထာဝနေတတော်ဆင်အုပ်ထဲကနေမောင်းထုတ်ခံလိုက်ရတဲ့ဆင်အိုကြီးလို့နော်ဘယ်သူမှအဖက်မလုပ်တော့တဲ့အခါတကောင်ကျွဲ့တမျက်နှာနဲ့အဲ့ဒါလိုနေရမှာပေါ့တဲ့ဒါကြောင့်မဟုတ်တာမလုပ်ပါနဲ့လို့သူ့စိတ်ကိုသူဆုံးမတာသူ့ကိုသူဆုံးမတာနော်အဲ့ဒါလို့ဆုံးမလိုက်တာသာတရူပံယထာကုတံနေဝဇာယတိကတ္ထစီတထာသီလဝိဟံနောတုနဇာယိတတိကတ္ထစီရွှေစစ်မဟုတ်ဘူးရွှေထုနော်အတုဖြစ်တဲ့ရွှေအတုဖြစ်တဲ့ငွေဘယ်နေရာမှဈေးခွက်မဝင်ဘူးဘယ်သူကမှဂယုတစိုက်ပြီးတော့မကြည့်တော့အတုကြီးဆိုတာဖက်မလို့ကြတော့ပေါ့ဈေးခွက်ထဲမှာဖက်မလို့တော့တထာသီလဝိဟံနောတုအဲ့ဒီတိုင်းပဲကိုချင်းသီလပြတ်ပြားသွားလို့ကိုချင်းသီလမင်းကိုချင်းသီလတွေပြတ်လို့ကိုချင်းသီလမရှိတော့ဘူးဆိုလို့ရှိရင်မင်းကိုဘယ်နေရာမှလူရသွင်းတော့မှမဟုတ်တော့ဘူးတန်ဖိုးမဲ့သွားပြီလို့ဒီလိုဆိုလို့လေပေါ့နော်တန်ဖိုးမဲ့သွားလိမ့်မယ်အကာရံဝတ္တမနောပိကထံဇီဝိတိတောမတ္တိကံပဋိကံသာပိနတ္ထိတေနိဟိတံတနာယသိဘဝမှာအခုလိုလူရသွင်းမခံရလို့ဒီကိုချင်းသီလတွေပြက်ပြားလို့လူရသွင်းမခံရလို့ဟုတ်ပါပြီလူထွက်ပြီးတော့အိမ်မှာသွားနေမယ်ဆိုလို့ရှိရင်လေမင်းဘယ်လိုအသက်မွေးမလဲတဲ့မတ္တိကံပဋိကံသာပိနတ္ထိတေနိဟိတံတနာအမေစီကရတဲ့အမွေအဖေစီကရတဲ့အမွေသိမ့်ထားတဲ့ရွှေငွေပစ္စည်းမင်းမှာဘာတစ်ခုမှမရှိဘူးလက်နဲ့ခြေနဲ့ပဲရှိတယ်ဟုတ်လားခြေဘွားလက်ဘွားယူအလုံးစွန့်ပြီးရသေးဝတ်လာခဲ့တာအဲ့တော့ကောင်းကောင်းမနေလို့လူဘဝပြန်သွားမယ်ဆိုလို့ရှိရင်လည်းမင်းဘာအမွေပစ္စည်းမှမရှိဘူးခြေကြီးလက်ကြီးပဲဓာတုကုတ္တကိုတတိပေးတာပေါ့နော်ဒီအခြေအနေမျိုးရောက်သွားမယ်တဲ့တယံကမ္မံကရိတဝနာခတ္တိတေထံပမောစေ
အဲ့ဒီကြရင်တော့မင်းပင်ပင်ပန်းပန်းလောက်ကင်စားပြီးတော့ဘာမှအရင်နှီးဥစ္စာမရှိတဲ့အခါကျကုလီထမ်းပေါ့ဒါနော်ကုလီထမ်းတဲ့အလုပ်ကိုလုပ်ကုလီထမ်းတဲ့လုပ်တာတရားကမ္မံဂရိတော်ကိုယ်တိုင်လုပ်လို့ဂတ္တိတေတံပမောစီချွေးပြိုက်ကြဧဝံဇီဝိတိဂေဟေတာရုတေတံနာရုစတိဒီတိုင်းပဲမင်းအသက်မွေးရအဲ့ဒါလိုရောအသက်မွေးနိုင်ပါမလားနော်လောက်ကံစားတော့အသက်အဲ့ဒါလိုဒီယတိသူတော်စင်ဟာမကောင်းတဲ့စိတ်ဝင်လာတိုင်းသူ့ကိုယ်သူကိုဒီအချက်တွေနဲ့ဆင်ញင်သုံးသပ်ပြီးတော့စဉ်းစားခဲ့တာစဉ်းစားပြီးတော့သူ့မကောင်းတဲ့သူ့စိတ်ကိုမကောင်းတဲ့အမှုတွေကနေတားမြစ်ခဲ့တယ်မကောင်းမှုအကုသိုလ်တွေကတားမြစ်ခဲ့တာတဲ့အဲ့ဒါကိုသူပြန်ပြောပြတာဧဝဟံတထဝါရိမိတံကိလေသကတမတံဒီတိုင်းပဲသူယသိသူတော်စင်ဘဝတုန်းကမကောင်းတဲ့စိတ်ကလေးဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီမကောင်းတဲ့စိတ်ညင်နွမ်းတဲ့စိတ်အဲ့ဒီညင်နွမ်းတဲ့စိတ်ကိုလုံးဝတားမြစ်ခဲ့တယ်နာနာဓမ္မကထံကတ္တဝါပါပါစိတ်တံနိဝါအမျိုးမျိုးတရားလမ်းကြောင်းစဉ်းစားဆင်ခြင်ပြီးတဲ့အခါအမျိုးမျိုးဖြစ်နိုင်တာတွေကိုဆင်ခြင်စဉ်းစားပြီးကိုယ်စိတ်ကိုချိုးနှိမ်လိုက်တယ်ပေါ့လူဆိုတာဒုက္ခရောက်တာမခံနိုင်ဘူးလေနော်အဲ့တော့ဒုက္ခနဲ့ခြောက်ပြီးတော့ကိုယ့်ကိုယ်ဆင်ခြင်စဉ်းစားငရဲနဲ့ခြောက်ရတယ်နော်ငရဲနဲ့ခြောက်ဆိုတာဟိုဟာလိုလဲမအောင်မေးလေးနဲ့ဘုံကန်းနဲ့မြောက်ငရဲကန်းနဲ့ခြောက်ဆိုတာဒါ6တင်6ရတယ်မြောက်တင်မြောက်ရတယ်ဒါကလေးတွေလည်းဒီလိုပဲမဟုတ်လားမင်းစာကြိုးစားဒါရလို့ရှိရင်ဘာပေးမယ်ဒါမလုံးနဲ့ဒါလုပ်ရင်မင်းဘာလုပ်မယ်ဆိုပြီးတော့6ချင်းမြောက်ချင်းဆိုတာလည်းပဲစုပေးတံပေးစနစ်ပဲဒါကိုယ်စိတ်ကိုလည်းအဲ့တိုင်းပဲကောင်းတာနဲ့မြောက်ပေးရမယ်မကောင်းတာနဲ့6ပေးရအဲ့လိုမလုပ်ရင်စိတ်မြောက်ကဘယ်တော့မှလိမ္မာမှာမဟုတ်ဘူးလေကိုယ်စိတ်လေးကိုလည်းကိုယ်ဆုံးမပေးရမင်းဒီလိုဆိုရင်ပင်ငရဲကြမှာပေါ့မင်းစိတ်လေးကောင်းကောင်းထားမှဟောနတ်ပြည်လူပြည်နတ်ပြည်ကောင်းရသူဒီဘုံရောက်မှာပေါ့လို့ဒီလိုမှန်ကန်တဲ့လမ်းကြောင်းကနေပြီးကိုယ်စိတ်ကိုပြုပြင်ဆုံးမပေးရမယ်လို့သူတို့ဆိုတာဧဝဟံတထဝါရိမိတံကိလေသကတမနံညင်နွမ်းတဲ့ဘက်ကိုသွားတဲ့မကောင်းတဲ့စိတ်တွေကိုသူဟာဒီနီးနဲ့ပဲဟန်တားခဲ့တယ်နာနာဓမ္မကထံကတ္တဝါတရားအမျိုးမျိုးဟောပြောမှုတွေကိုယ့်ကိုပြောတာကိုယ့်ကိုတရားစကားတွေအမျိုးမျိုးပြောဆိုပြီးပါပန်စိတ်တံနိဝါရေကိုယ်စိတ်ကိုမကောင်းမှုအကုသိုလ်ကအခုလိုတားမြစ်ခဲ့ပါတယ်လို့ဆိုတာသူဖူတိလောင်းလျာယသိသူတော်စင်ကဘဝသင်္ကန်းစာအနေနဲ့သူကိုယ်တိုင်ကြိုးစားဆောင်ရွက်ခဲ့တာပြောပြတာဖြစ်တယ်အဲ့ဒီလိုနေလို့အနှစ်2000လောက်တောထဲမှာသူဟာယသိသူတော်စင်ဘဝနဲ့နေရာကနေပြီးဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားသူ့စီကိုကြွလာပြီးသူ့ရဲ့ကြွလာတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ထံမှာသူဟာကုသိုလ်ကောင်းမှုတွေလုပ်ဘုရားကိုအလွန်ကြည်ညိုတဲ့ဗုဒ္ဓနုတ္တိဘာဝနာပွားလို့ဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားဘာဝိဟိဗုဒ္ဓနုတ္တိဘာဝနာနမနုဿရာတံဘာဝနာတံဘာဝယိတဝါဗုဒ္ဓနုတ္တိဘာဝယိတဝါပုရိယတတိမာနတံဆိုပြီးမြတ်စွာဘုရားအာဘိစကားဟောကြားခဲ့တယ်သူဘာဝိဟိဗုဒ္ဓနုတ္တိဘာဝနာနမနုဿရာဘာဝနာထဲမှာအမြတ်ဆုံးဖြစ်တဲ့ဗုဒ္ဓနုတ္တိဘာဝနာကိုပွားပါတဲ့ဣမံဘာဝနာဘာဝယိတဝါဒီဗုဒ္ဓနုတ္တိဘာဝနာကိုပွားလို့ရှိရင်ပုရိယတတိမာနတံမင်းဖြစ်ချင်တာတွေဖြစ်ပါလိမ့်မယ်စိတ်နှလုံးရပါလိမ့်မယ်ဒီလိုဆိုလိုတယ်ပေါ့နော်ခဏခေတ်တော့အဲ့ဒီဂါထာလေးကိုရထားတဲ့ပုဂ္ဂိုလ်တွေကဗုဒ္ဓနုတ္တိပွားရင်ထီပေါက်တယ်တို့စီဝါဥစ္စာတွေတက်တယ်တို့ဆိုတာတွေပေါ့အဲ့ဒီဘက်ကိုဥတည်ပြီးတော့လှုပ်ချပတိကိုဒီနေ့ဘလောက်စိတ်ပဲကောင်းတာလှုပ်တာတော့ကောင်းတော့ကောင်းပါနော်ရည်ရွယ်ချက်ကအဲ့ဒီလိုမဟုတ်ဘူးနော်ဘုရားနုတ္တိဘာဝနာပွားပြီးတော့သင်ရဲ့စိတ်ဆန္ဒတွေအကုန်လုံးပြည့်ဝလိမ့်မယ်ဘုရားနုတ္တိဘာဝနာနဲ့သင်စိတ်ကိုဖြူစင်အောင်လေ့ကျင့်ပါမကောင်းမှုအကုသိုလ်တွေကတားမြစ်ပါလို့မြတ်စွာဘုရားရဲ့ဆုံးမစကားလိုက်နာပွားများပြီးတော့
သူဗုဒ္ဓအလောင်းလျာယသိသူတော်စင်ဟာကဘာတသိန်းသံဃာထဲမှာကျင်လည်ပြီးဂေါရမမြတ်စွာဘုရားလက်ထက်မှာသူဗုဒ္ဓဘဝနဲ့ယဟန္တာအဖြစ်ကိုရောက်ရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲဒီထေရပါရမှာလာတဲ့အဓိကကတော့သူ့စိတ်ကိုသူဘယ်လိုနှိပ်ကွက်တယ်ဆိုတာလေးတွေကိုမှတ်သားထားဖို့သူ့စိတ်ကိုသူနှိပ်ကွက်တယ်လို့ခွန်ကြီးတို့တွေလည်းကိုယ်စိတ်ကိုဘယ်လိုနှိပ်ကွက်မယ်မကောင်းတဲ့စိတ်တွေပေါ်လာရင်ဘယ်လိုနှိပ်ကွက်မယ်ဆိုတာကိုယ့်ကိုနှိပ်ကွက်ဖို့ကြိုးစားကြရမှာဖြစ်တယ်အေးစိတ်ဆိုတာမကောင်းတဲ့ဘက်ကိုသွားရင်တော့နှိပ်ကွက်ရမှာပဲကောင်းတဲ့ဘက်ကိုသွားလို့ရှိရင်တော့အားပေးရမှာပဲမိမိတို့ရဲ့သားငယ်သမီးငယ်တပည့်ငယ်တွေကောင်းတဲ့ဘက်သွားလို့ရှိရင်ခွင့်ပြုရတယ်လို့မကောင်းတဲ့ဘက်ဆိုရင်နှိပ်ကွက်ရတယ်လို့ကိုယ်စိတ်လေးကိုကြီးပွားတိုးတက်စေခြင်းလို့ရှိရင်မကောင်းတဲ့ဘက်သွားတဲ့စိတ်ကိုနှိပ်ကွက်ပြီးကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးကြရမှာဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးဒီသင်္ကန်းစာသူဗုဒ္ဓမထေရမြတ်ရဲ့ရှေးဟောင်းသင်္ကန်းစာကိုရယူပြီးကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း